ဆိုတော့ chapter 9 institute stress ကိုလေ့လာပါမယ်ဆိုတော့ institute stress ကကြတော့ဘာလဲเนาะ institute stress တွေကကြတော့သူကပြောတယ် natural stress เนาะသဘောအတိုင်းရှိနေတဲ့ stress တွေ that already exist in the ground before any construction or excavation take place ဆိုတော့အဆောက်ဘာမှ construction တွေမလုပ်ရသေးဘူးမြေတူးတာတော့ဘာမှမလုပ်ရသေးဘူးအဲ့လိုအနေအထားမှာပဲမြေကြီးထဲမှာရှိနေတဲ့ငကုတည်ရှိနေပြီဖြစ်တဲ့သဘာဝအတိုင်းရှိနေတဲ့ stress တွေကို natural stress တွေလို့ခေါ်ပါ institute stress တွေလို့ခေါ်ပါတယ်เนาะ natural stress တွေကို institute stress လို့ခေါ်တယ်ဆိုတော့ institute stress ကိုဘယ်လို source အနေနဲ့တွေ့ရလဲဆိုတော့ site တွေရတယ် set weight on weight နဲ့တွေ့ရတယ်ပေါ့ဆိုတော့ above a point ဆိုကိုစမ်းလာတဲ့အမှတ်မှာကိုစမ်းလာတဲ့အမှတ်ဆိုရင်ကိုစမ်းလာတဲ့အမှတ်တနေရာမှာသူ့ရဲ့အပေါ်မှာရှိတဲ့ site တွေရတယ် on weight အလေးချိန်အဲ့ဒါတွေကို institute stress လို့စမ်းစားတယ်ပေါ့နော်အစာအုပ်တွေပါတယ်ဘာမှမရှိသေးဘူး any လို့နော်လောက်ဘာမှမရှိသေးဘူးနောက်ပြီးတော့ ground water ရဲ့ pressure အဲ့ဒီ site board တွေထဲမှာပါတယ် ground water pressure နော် ground water pressure တွေရှိမယ်နောက်ပြီးတော့ geological history ရှိမယ်ဆိုတော့ stress history ပေါ့ soil တွေမှာသူမှာ deposition ဖြစ်တော့တဲ့အချိန်ဒီမှာ erosion ဖြစ်တော့တဲ့အချိန်တက်သွန်းတဲ့အဖက်နော်ငလျင်လှုပ်တော့တဲ့အချိန်အဲ့လိုမှာခံစားခဲ့ရတဲ့သူရဲ့ stress history တွေနော် stress history တွေ horizontal stress အနေနဲ့ပဲဖြစ်ဖြစ် vertical stress အနေနဲ့ပဲဖြစ်တဲ့သူရဲ့ stress history တွေပါဝင်တယ်ပေါ့ institute stress ထဲမှာ on weight ရှိမယ် ground water pressure ရှိမယ်နောက်ပြီးတော့သူရဲ့ stress history တွေကိုပါစမ်းစာမယ်ပေါ့နော်အဲဆိုတော့နောက်တစ်ခုကကျတော့ type of institute stress ဆို institute stress အမျိုးအစားတွေကဘယ်လိုရှိလဲဆို vertical stress sigma 2ရှိတယ် horizontal stress sigma 8ရှိတယ်နောက်တစ်ခုကကျတော့ဒီမှာ pore water pressure ရှိတယ် U ရှိတယ်ပေါ့အဲဆိုတော့ပုံမှန်ဆိုရင် soil layer ရဲ့ကိုစမ်းလာတဲ့အမှတ်တစ်ခုမှာ soil layer ကိုစမ်းလာမယ်ဆိုရင်ဘာကိုပဲစမ်းလာလဲဆိုတော့ဟောပေါ့နော် on weight တော့သူ့ရဲ့ vertical stress ကိုပဲစမ်းလာတယ် on weight ကိုပဲစမ်းလာတယ်အဲဆိုတော့ဒီမှာ vertical stress က caused by the weight of soil above the point ကိုစမ်းလာတဲ့အမှတ်ရဲ့အပေါ်မှာရှိတဲ့ soil ရဲ့အလေးချိန်အဲ့ဒီကအကြောင်း vertical stress ဖြစ်တယ်နော် horizontal stress ကဘာကြောင့်ဖြစ်လဲဆိုတော့ stress acting sideways within the soil mass အဲ့ဒီ soil mass ထဲမှာရှိတဲ့ဘေးတိုက်တက်ရောက်တဲ့ stress တွေကြောင့် horizontal stress ဖြစ်တယ်ပေါ့နော် horizontal stress ဖြစ်တယ်ဥပမာဆိုရင်ဒီ vertical stress ကြတော့ soil layer ရဲ့ on weight ပဲနော်သူအပေါ်အလှော်မှာရှိတယ် on weight ကို vertical on weight ကြောင့် vertical stress ခံစားရမယ် horizontal stress ကကြတော့ဥပမာအဖြစ် lateral arc pressure ကိုစမ်းသပ်တဲ့အခါမှာအဲ့ဒီ structure တွေဒီ confinement နော်မြေကြီးတွေကိုထိန်းထားရမယ်အဲ့ဒီအချိန်မှာဥပမာ retaining wall တွေပေါ့အဲ့ဒီအချိန်မှာမြေကြီးကအဲ့ဒီ retaining wall တွေကို lateral arc pressure တွေတက်ရောက်နေတယ်အဲ့ဒီအချိန်မှာခံစားရတဲ့ institute stress ဒီ horizontal stress အနေနဲ့ရှိမယ်နောက်တစ်ခုကကြတော့ water နော် pressure carried by the water in soil bore soil bore ထဲမှာရှိနေတဲ့ရေတွေရဲ့ pressure ကြောင့် pore water pressure ခံစားရမယ်အဲ့လိုဆိုတော့ types of institute stress ကဒီ၃မျိုးရှိမှာပေါ့ဒီအနေထားတွေမှာရှိမှာပေါ့နော် vertical stress တွေရှိမယ်ဒီလို condition မျိုးlateral arc pressure တွေကိုစမ်းသပ်ရမယ့်အချိန်မှာဆိုရင်ဒီ horizontal stress အနေနဲ့ရှိမယ်ဘာပဲဖြစ်ဖြစ်ဒီမှာ pore water pressure နော် vertical stress တွေရှိမယ် pore water pressure ရှိမယ် soil ထဲမှာရေပါနေတဲ့အတွက်ကြောင့် pore water pressure ရှိမယ်အဲဆိုတော့ pore water pressure ကိုဘယ်အချိန်မှာစမ်းစားရမလဲဆိုတော့အဲ့ဒီကိုစမ်းသားတဲ့အမှတ်ကိုစမ်းသားနေတဲ့အမှတ်တွေ below the ground water table ground water table ရဲ့အောက်မှာရှိနေတယ်ဆိုရင်အဲ့ဒီ soil မှာရှိနေတယ်အဲ့ဒီ soil ရဲ့ပိုးတွေထဲမှာရေနဲ့ပြည့်နေမယ်အဲ့ဆိုအဲ့ဒီ soil တွေ saturated soil ဖြစ်နေမယ်အဲ့ဒီအချိန်မှာ pore water pressure စမ်းသားဖို့လိုတယ်နောက်ပြီးတော့ flow through soil condition စမ်းသားတယ်ဆိုရင်လေ pore water pressure ကိုစမ်းသားမယ် pore pressure ကိုစမ်းသားရမယ် saturated clay during loading ဆိုလေနော် saturated soil saturated clay during loading ဆိုလေ pore water pressure ကိုစမ်းသားရမယ်ဒါပေမဲ့နော် soil ဒီ water table ရဲ့အပေါ်မှာရှိနေတယ်ဆိုရင်နော် water table ရဲ့အပေါ်မှာရှိနေတယ်ဆိုရင်အဲ့ဒီ pore water pressure ဒီ0 condition ရှိပါတယ်နော်ဒါဒီ pore water pressure စမ်းသားတဲ့အနေထားဒါကကြတော့ institute stress အမျိုးအစားတွေပေါ့နော် institute stress အမျိုးအစားတွေရှိမယ်အခုလိုဒီခန်းမှာတော့ vertical stress တွေဖြစ်တဲ့ sigma b ရဲ့ u ရဲ့ကိုပဲတိလာတော့ပေါ့နော် horizontal တော့ပေါ့နော် lateral arc pressure ကိုမစမ်းသားဘူးအဲဆိုတော့ 9.1 introduction နော် 9.1 introduction အဲဆိုတော့ chapter 3မှာပြောခဲ့တဲ့အတိုင်းနဲ့ soil are multi-phase system soil ကကြတော့ multi-phase system ဖြစ်တယ်နော် 3-phase system ဖြစ်တယ်ဆိုပြီးတော့ chapter 3မှာပြောခဲ့တယ် soil ဆိုတာဒီ soil solid ရဲ့ water ရဲ့ air ရဲ့နဲ့ဟောပေါ့နော်
ဖွင့်စေထားတဲ့ system ဖြစ်တယ်ဆိုပြီးတော့ chapter 3မှာဆွေးနွေးခဲ့ပါတယ်ပေးထားတဲ့ဒုတိယရှိတဲ့ soil volume တစ်ခုမှာနော် solid particle တွေဒီပေါ့နော် randomly distributed ဖြစ်နေတယ်အဲ့ဒီကြားထဲမှာ void be between them နော် between အဲ့ဆိုတော့ soil တွေခုနပြောတဲ့ multi phase system 3 phase system ဖြစ်တယ်ဆိုတော့ဒီ soil တွေမှာပါလဲဆိုတော့ soil solid တွေရှိတယ်နော်ပိုးတွေရှိတယ်ပိုးထဲမှာပိုးတွေတမော void တွေရှိတယ်ပေါ့အဲ့ဒီ void ထဲမှာပါလဲဆိုတော့ရေနက်တွေပါတယ်နော်အဲ့ဆိုတော့ soil တွေနဲ့စဉ်းစားမယ်ဆိုရင် soil ကို၃မျိုးရှိတယ် soil ထဲမှာ soil solid ရဲ့ mono water ရဲ့ soil solid ရဲ့ void ရဲ့ရှိတယ်ပေါ့ void ထဲမှာ water နဲ့ air ပါတယ်ပေါ့နော်အဲ့ဆိုတော့အဲ့ဒီဟာပြောထားတာပါ void speed က continuous ဖြစ်တယ်နော်ဒီဟာတွေက continuous ဖြစ်တယ်ဒီမှာဆိုလို့ရှိရင်အပြာရောင်နဲ့အဖြူရောင်လေးတွေပေါ့နော်ဒီမှာဆိုတော့ဒီပုံမှာဒီလက်ချက်မှာကြည့်လိုက်ပါဒါဒီ soil element in natural state 3 phase of soil system ဆိုတော့အဖြူရောင်လေးတွေက air ကိုပြောတာဒီမှာအပြာရောင်လေးတွေက water ကိုပြောတာအဝါရောင်လေးတွေက soil solid ကိုပြောတယ်ဆိုအဝါရောင်လေးတွေ soil solid တွေကြားမှာပါရှိတယ်ဆို void speed တွေရှိတယ်အဝါနဲ့အပြာတွေရှိတယ်အဲ့ဒါ void ထဲမှာရေပါတဲ့ဟာတွေအပြာရောင်လေးတွေလေးပါတယ်လေးရှိနေတဲ့ဟာတွေကပါရှိတယ်ဆိုတော့ဖြူရောင်လေးတွေဖြစ်တယ်အားကြောင့် soil မှာ soil solid ရဲ့ water ရဲ့ air နဲ့ရှိတဲ့အတွက်ကြောင့် three phase system เนาะ multi phase system ဖြစ်တယ်ဆိုတာကို chapter 3ကလေးကသိခဲ့ပြီးပါပြီအဲဆိုတော့အဲ့ဒီ void speed တွေက continuous ဖြစ်ပြီးတော့ occupied by water ရေရှိတယ် and လေရှိတယ်သို့မဟုတ်လေရှိတယ်ပေါ့เนาะရေနဲ့လေတခါလေးတပြန်လေးရှိမယ်သို့မဟုတ်ရေရှိမှတခါတည်းမှာလေ only ရေ only ရှိမှ water only သို့မဟုတ်လေ air only ရှိမှအဲ့လိုဆိုတော့ပေါ့နော်အဲ့လိုဆိုတော့ဒီမှာဒီခက်မှာဒီကဆွေးနေတာက institute stress ကိုဆွေးနေတာ institute stress ကိုဆွေးနေတော့ဘာဖြစ်လို့ institute stress ကိုဒီလာတာလဲเนาะ institute stress ကိုဘာဖြစ်လို့ဒီလာတာလဲဆိုတော့သူ analyze problem တွေကိုဖြေရှင်းဖို့အတွက်เนาะ stability problem တွေဥပမာအပြင် problem တွေကဘာ problem တွေလဲဆိုတော့ such as compressibility of soil မြေကြီးအဖိနှိပ်အားเนาะဖိနှိပ် compressibility ကို problem တွေကိုလေ့လာဖို့အတွက် bearing capacity of foundation เนาะ foundation တွေရဲ့ဝန်ထမ်းနိုင်စွမ်းเนาะ bearing capacity ကိုလေ့လာဖို့ stability of embankment အဲ့ဒီဖို့မြေတွေရဲ့ stability เนาะအဲ့ဒီဟာကိုတည်မြဲမှုကိုလေ့လာဖို့အတွက်နောက်ပြီးတော့ retaining earth retaining structure မြေကိုထိန်းထားတဲ့ structure တွေမှာတက်ရောက်နေတဲ့ natural earth pressure တွေကိုကဲတော့အဲ့လို problem တွေကို analyze လုပ်ဖို့အတွက်ဘာကိုသိဖို့လိုလဲဆိုတော့ nature of distribution of stress တွေကဘယ်လိုတက်ရောက်နေလဲဆိုတာကိုသိဖို့လိုတယ်အဲ့ဒါကြောင့်ဒီခက်မှာ institute stress ကိုလေ့လာတော့တာဖြစ်တယ်အဲ့ဆိုရင်နောက်တစ်ခုကကြတော့ affective stress concept เนาะ affective stress concept ဆို affective stress ဆိုတာဘာလဲဆိုတာကိုလေ့လာတော့အဲ့ဆိုတော့အဲ့ဒီဟာအတွက်ကြည့်ရမယ့်ပုံကဒီပုံလေးပေါ့เนาะဒီပုံလေးကြည့်ပါမယ်ဒီပုံလေးအဲ့ဆိုတော့ပထမဆုံးပုံမှာဘာပြောထားလဲဆိုပုံရဲ့ caption ကိုကြည့်လိုက်ပါပုံရဲ့ caption က figure 9.1a A မှာ affective stress concentration affective stress ကိုစမ်းတာပါ for a saturated soil column saturated soil column တစ်ခုမှာပေါ့เนาะအဲ့ဒီ soil column တစ်ခုမှာရှိတဲ့ soil တွေ saturated ဖြစ်နေပြီဒါပေမဲ့တို့တွေစမ်းတာတဲ့အခါမှာ without seepage အနေနဲ့စမ်းတာပါအဲ့ဒီတဲက soil တွေကနေရေတွေအပြင်ကိုထွက်တာပြူတာမျိုးမရှိဘူးเนาะစီးဆင်းမှုမရှိဘူးဆိုတဲ့ condition without seepage နဲ့စမ်းတာအဲ့ဆိုတော့ဒါလေး number 8ပုံမှာပေါ့เนาะ number 8ပုံမှာအဲ့လိုတော့ saturated soil soil column မှာရှိတဲ့ဒီ soil တွေက saturated soil ဖြစ်နေတယ်ဒါပေမဲ့သူဒီ without seepage condition เนาะ no seepage condition ကိုစမ်းတာလားနံပါတ် B ပါပုံကကြတော့ဘာကိုပြောလဲဆိုတော့ post adding at the point of content of soil particle at the level of point A အဲဆိုတော့ point A မှာเนาะရှိတဲ့ solid particle တွေရှိတယ်အဲ့ဒီ solid particle ရဲ့ point of contact တွေမှာတက်ရောက်နေတဲ့ force အဲ့ဒီအကြောင်းအရာလေးတွေကိုပြောထားတာပါအဲ့ဆိုတို့တွေကဒီမှာ point A ဆိုတဲ့အမှတ်တခုကိုအဲ့ဒီ soil column ထဲမှာเนาะဒီ soil column ထဲမှာ point A ဆိုတဲ့အမှတ်တခုကိုကြိုက်တဲ့နေရာမှာဆန်းသလိုက်တယ်အဲ့လိုဆိုတော့အဲ့ဒီ point A မှာเนาะဒီနေရာမှာ point A ဆိုတဲ့နေရာမှာရှိနေတဲ့เนาะ force point of solid particle ထိနေတဲ့နေရာတွေမှာရှိနေတဲ့တက်ရောက်နေတဲ့ force တွေအဲ့ဒီဟာကိုဆွေးပြထားတာဖြစ်တယ်အဲ့ဆိုဒီမှာကြည့်ပါဒီမှာဆို point ရရှိတဲ့နေရာမှာဆိုဒါ solid particle ထိနေတဲ့နေရာဒီနေရာမှာထိနေတယ်ဒီနေရာတွေမှာထိနေတယ်เนาะဒီနေရာမှာထိနေတယ်ဒီနေရာမှာထိတယ်ဒါဒီ solid particle တွေထိနေတဲ့နေရာအဲ့ဆိုတော့
solid particle တစ်ခုနဲ့တစ်ခုချင်းချင်းထိနေတဲ့နေရာလေးတွေပေါ့နော်အဲ့ဒီနေရာလေးတွေမှာဘာရှိနေလဲဆိုတော့အဲ့ဒီ point of contact မှာတက်ရောက်နေတဲ့အားတွေတက်ရောက်နေတဲ့အားတွေဘယ်လိုရှိလဲအဲ့လိုဆိုရင်ဒီနေရာမှာပထမဆုံးထိတဲ့ဟာဒီထိတဲ့ဟာဆို A1 ဒုတိယထိတဲ့ဟာဆို A2 ဒီမှာထိတဲ့ဟာဆို A3 ဒီမှာထိတဲ့ဟာဆို A4 ဆိုပြီးတော့ဒီမှာသူ့ရဲ့အပေါ်ဝေးလေးတွေကိုပြထား area လေးတွေကိုပြထားတယ်ပေါ့နော် area တိတိလေးတွေပြထားတယ်အဲ့ဒီအပေါ်မှာဒီ A1 အပေါ်မှာတက်ရောက်နေတဲ့ဟာဒီ point of contact နော်ဒီမှာ point of contact P1 P2 P3 P4 ဆိုပြီးတော့ရှိတယ်အဲ့ဆိုတော့ဒီဟာဆိုလို့ရှိရင်အဲ့ဒီ soil cross sectional area A ဘာရှိလဲပေါ့နော် soil cross sectional area A ဘာဒီဘက်မှာလည်း soil cross sectional area A ဘာဒီဒီပဲဒီက point of contact မှာရှိတဲ့ post တွေကိုပြထားတာပေါ့နော် post တွေကိုပြထားတာဖြစ်တယ်အဲ့လိုဆိုတော့ပုံဝင်သားတွေတော့နော်ပုံဝင်သားတွေတော့အဲ့လိုဆိုတော့အဲ့ဒီ point A မှာရှိတဲ့နော် point A မှာရှိတဲ့ total stress sigma ကိုလိုချင်တယ်ဆိုရင်ဘယ်လိုတွက်ရမလဲနော် point A မှာရှိတဲ့ the total stress at the elevation of point A နော် sigma is sigma ကိုလိုချင်တယ်ဆိုရင်အဲ့ဆို point A မှာစဉ်းစားမယ်ပေါ့နော်ဒီကျတော့ point A မှာ point A စဉ်းစားတဲ့အခါမှာဒါတွေ no civic condition နော် no civic condition ဆိုတော့ဒီနေရာမှာ lateral arc pressure တွေပါတယ်ဘာမှမစဉ်းစားဘူး vertical pressure ကိုပဲစဉ်းစားမယ်အဲ့ဆို vertical pressure မှာဆိုတော့ point A အပေါ်မှာသူဒီမှာပထမဆုံးဒီမှာ shade level ရှိတယ် water table ရှိတယ်နော် water table ရှိတယ် water table ရှိတဲ့အတွက်ကြောင့် point A ဒီ water table ရဲ့ weight ကိုဒီထမ်းရမယ်အဲ့ဆိုဒါကဒီ water table အဲ့ water table ရဲ့ height ဒီဘယ်လောက်ရှိလဲဆိုတော့ h ရှိတယ်နော် h သူဒါကိုဒီဟာရဲ့ stress ကိုသူထမ်းရမယ်နောက်ပြီးတော့ water table ရဲ့အောက်မှာပါ soil ဆိုလေးရှိတယ် soil ရှိတယ်ဆိုဒီ soil ဒီ water table ရဲ့အောက်မှာဖြစ်တဲ့အတွက်ကြောင့်နော် saturated soil ဖြစ်ပြီးသား water table ရဲ့အောက်မှာရှိတဲ့အတွက်ကြောင့်ဒီ saturated soil ဒီ saturated soil ရဲ့ weight ကိုလေသူထမ်းရမယ်နော်ဒီ saturated soil ရဲ့ weight ကိုသူထမ်းရမယ်အဲဆိုတော့ point A မှာရှိတဲ့နော် point A မှာရှိတဲ့ stress တွေကိုလိုချင်တယ်ဆိုရင် point A မှာရှိတဲ့ stress တွေကိုလိုချင်တယ်ဆိုရင်ဒီ water pressure ကြောင့်ဒီ water table water ရဲ့ stress ရဲ့နောက်ပြီးတော့ဒီမှာရှိတဲ့ saturated soil ရဲ့ stress အဲ့ဒီဟာတွေကိုပေါင်းပေးမယ်ပေါ့အားကြောင့်ဒီမှာ sigma equal to so water table ရှိတဲ့ဟာဒီ h thickness h ရှိတယ်ဆိုရေရဲ့ unit weight က gamma ရှိမယ်အားကြောင့်ဒီမှာ h into gamma တက်တော့နော် h into gamma တက် plus အဲ့ဆိုဒီမှာဘာရှိတယ်ဆိုတော့ saturated soil ရှိနော် saturated soil ရှိတယ် saturated soil ကဘယ်လောက်အပေါ်ဝမှာရှိဆိုတော့ h minus ဒီအပေါ်ဝလေးတွေမှာရှိတယ်ဆိုတော့ h minus h မှာပဲရှိတာအဲ့လိုဆိုတော့ h minus h အဲ့ဆိုဒီက soil တွေပါလေဆိုတော့ saturated ဖြစ်ပြီးသားနော် saturated ဖြစ်ပြီးသားအဲ့ဆိုရင် h minus h into gamma saturation နော်ဒီမှာဆို soil ဆိုလေးဖြစ်တဲ့ soil ရဲ့ unit weight gamma ရှိမယ် saturated soil ဖြစ်တဲ့အတွက်ကြောင့် gamma saturation ရှိမယ်အဲ့ဆိုတော့ equation 9.1 ရှာလာပါတယ်